လာပြီ CeraVe နဲ့ပတ်သက်တဲ့ဟာအကုန်လုံးဒီဗီဒီယိုထဲမှာပဲတစ်ခါလေးပြပြမယ်နော်တော်တော်များများလာမေးကြတယ်အပြာရောင်ကအစိမ်းရောင်နဲ့မတူဘူးလားဟို cleanser ဒီ cleanser မဟုတ်ဘူးလားဆိုတော့ရှယ်လီတစ်ခါလေးရှင်းသွားအောင်လို့ဒီမှာပြပြပေးမယ်ပေါ့နော်ရှယ်လီက CeraVe fan အကြီးစားပါအရန်ကိုသဘောကျလို့ဒီဟာတွေပဲတောက်လျှောက်သုံးလာခဲ့ရပေါ့နော်ဆိုတော့အရင်ဆုံးဘယ်ဟာကိုပြပြမလဲဆိုတော့လေဒါကcleanser ပေါ့နော် cleanser မှာသူကလေ shady တည်ထားသလောက်ပေါ့နော်9မျိုးလောက်ထုတ်ထားတယ် acid cleanser နောက် foaming cleanser နောက် blemish ရယ်အဲ့ဒီနောက်တစ်ခုက hydrating ပေါ့နော်ဒီကောင်လေး hydrating ရယ် hydrating ဟိုမှာသူက cream ကနေcream ကနေပြီးတော့ foam ပေါ့နော်ပြောင်းသွားတဲ့ဟာဒါမှမဟုတ်ရင် cream ကိုဒီ cream အတိုင်း texture အတိုင်းပဲရှိတာဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးလည်းရှိရယ်ဆိုတော့အားလုံးပေါင်း9မျိုးလောက်ရှိရယ်ဆိုတော့အရင်ဆုံးဘယ်ဟာကိုပြပြမလဲဆိုတော့ဒီ acid cleanser ပေါ့နော်ဒီကောင်ကဘာပါလဲဆိုတော့ salicylic acid ရယ်နောက် hyaluronic acid ရယ်ceramide ရယ်ပါတယ်ဆိုတော့ ceramide ကကြတော့အသားရည်skin barrier အတွက်ကောင်းစေရယ်မျက်နှာမှာအရင်ပြောရရင်တော့ထိခိုက်ဒဏ်ရာတွေအရင်များထားတယ်ဝက်ချန်တွေအရင်များထားလို့ဆိုလို့ရှိရင်ဒီ ceramide ကအဓိက base ပေါ့နော် skin barrier ကိုပို့ပြီးတော့အားကောင်းစေမယ်နောက် hyaluronic acid ပါတဲ့အတွက်ကြောင့်မလို့ရေဓာတ်ဖြည့်စေရယ်အဲ့တော့အသားခြောက်တဲ့သူတွေသုံးလို့ရတယ်နောက် salicylic acid ပါတဲ့အတွက်ဒီစားဝက်ချန်ရှိရပြီးတော့မျက်နှာမှာလေးကျန်းတာပေါ့နော်အသားရည်ကျန်းတဲ့သူတွေစားဝက်ချန်တွေနောက် black head တွေ white head တွေရှိရယ်ပြီးတော့အသားရောင်မညီတာတွေအတွက်ကဒီဟာကိုသုံးလို့ရတယ်ဆိုတော့ဒီကောင်ကအဲ့ဒီ3မျိုးပါတယ်နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီ foaming ပေါ့နော် foaming ကကြောက်ဘာပါလဲဆိုတော့niacinamide နဲ့အဓိကလောက်တာနှစ်ခုကဘာပဲကွာသွားလဲဆိုတော့ niacinamide နဲ့ salicylic ပဲကွာတာဒီကောင်မှာကျတော့ niacinamide ရယ် ceramide ရယ်နောက် hyaluronic acid ရယ်3ခုပါတယ်ပေါ့နော်ဆိုတော့ niacinamide မတည့်တဲ့သူကဒီဟာကိုသုံးလို့ရတယ် salicylic မတည့်တဲ့သူကတော့ဒီဟာသုံးလို့ရတယ်ဆိုတော့သူရွေးချယ်စရာပေးထားရပေါ့နော်နောက်တစ်ခုကသူက foaming ဖြစ်တဲ့အတွက်ကြောင့်မလို့အမြုပ်ပို့ထားတယ်ဒီကောင်ကကြောင့်အမြုပ်သိမ့်မထားဘူးပေါ့နော်အဲ့တော့ဒီဟာကွာတယ်ဒီနှစ်ခုစလုံးကဝက်ချန်သမားစားဝက်ချန်သမားဒါကြိုက်တာအကုန်သုံးလို့ရတယ်မျက်နှာအသားရည်မညီတာအသားကျန်းတာပေါ့နော်ဒီဟာကတော့ပို့ပြီးတော့ exfoliate ပို့ပြီးတော့ဖြစ်တယ်အသားပြောရင်တော့နည်းနည်းပို့ပြီးတော့ကျန်းတာတွေအကုန်လုံးဒီခါရဲဆင့်ဘယ်လိုခေါ်ရမလဲနည်းနည်းညစ်ကြေးဖြစ်နေတဲ့ဟာတွေကို cleansing လုပ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီဟာကတော့ပို့ပြီးတော့ exfoliate effect ပို့ပါတယ်ဆိုတော့ဒီဟာရဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီ hydrating ပေါ့နော် hydrating ကတော်တော်ကိုအရေးပါတယ်ဘာလို့လဲဆိုတော့မျက်နှာအသားရည်မှာအဓိကရေဓာတ်ကအဓိကလိုတာပေါ့နော်အဲ့တော့တော်တော်များများအတိမာတာဘာလဲဆိုတော့ဘာလဲဆက်ပြအဲ့လိုမျိုးပေါ့နော်မျက်နှာတက်တဲ့အခါကျလို့ရှိရင်လေအဲ့လိုကျန်းဘယ်လိုခေါ်မလဲခြောက်သွားတာမျိုးမှကြိုက်တာတက်ပြီးသွားလို့ရှိရင်လုံးဝတစ်ခါကျန်းပြီးတော့မျက်နှာပေါ်မှာဘာမှမရှိတော့သလိုမျိုးဖြစ်သွားတာမှကြိုက်တာဆိုတော့အဲ့လိုမျိုးကအဲ့ဒါလုံးဝမှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မျက်နှာပေါ်မှာရှိတဲ့ရေဓာတ်တွေအကုန်လုံးခန်းချောင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝက်ချန်တွေပို့ပြီးတော့ထွက်လာနိုင်စေရဲ့အသားရည်အကွဲတာမျိုးတွေဖြစ်နိုင်နေပေါ့နော်အဲ့တော့ရေဓာတ်ကအဓိကလိုအပ်တာပါအဲ့တော့dry skin သမားပဲဖြစ်ဖြစ် sensitive ပဲဖြစ်ဖြစ်normal to oily ကြိုက်တဲ့ bare skin type ပဲဖြစ်ဖြစ်ရေဓာတ်ကအဓိကအခြေခံလိုတယ်ဆိုတော့ရေဓာတ်ကသူကဒီဟာက hyaluronic acid အဓိကပါတဲ့အတွက် hyaluronic ရဲ့နောက် ceramide ရဲ့ပေါ့နော်လုံးဝအပျော်စားလေးပဲရေဓာတ်နဲ့ skin barrier ကိုပို့ပြီးတော့အားကောင်းစေရဟာဒါလေးပဲပါတာဆိုတော့ကျန်တဲ့ဟိုလိုမျိုးစားဝက်ချန်တို့ဝက်ချန်တို့ကိုတက်ပေးရဲ့ဟာတွေဘာမှညာမပါဘူးအစီတွေပါတက်ပေးရတွေဘာမှမပါဘူးအဲ့တော့ရေဓာတ်တီးတန့်ဖြည့်ခြင်းနဲ့ cleanser ကိုပျော့လေးပဲသုံးကျင်တယ်ဆိုရင်ဒီဟာကိုသုံးလို့ရတယ်ရှယ်လီကဒီဟာကိုမနေ့တိုင်းသုံးတယ်ညပိုင်းကိုကြတော့ဒီဟာသုံးတယ်မသုံးလို့ရှိရင်တော့ niacinamide ဟာသုံးတယ်ပေါ့နော်ဆိုတော့အဲ့ဒါက cleanser ထဲမှာသူကနောက်ထပ်တစ်မျိုးကကြတော့ blemish ဆိုတာရှိတယ် blemish ကရှယ်လီဒီထဲမှာမပါတော့အဲ့ဘူးကအရင်တော့လွတ်ပစ်လိုက်ပြီပေါ့နော်ဆိုတော့ဘာလဲဆိုတော့ရှယ်လီအဲ့ဒီတုန်းကဝက်ချန်တွေတအားဖြစ်ခဲ့တော့ကြအဲ့ blemish ကိုသုံးခဲ့တာ blemish ကသူကအပြင်းဆုံးပဲဒီ၄မျိုးထဲမှာ blemish ဒီအပြင်းဆုံးပါသူကဘာတွေပါလဲဆိုတော့ဒီ ceramide ပါမယ်ပြီးရင် niacinamide ရော salicylic ရောသူက3ခုစလုံးပါတယ်ပေါ့နော်အဲ့တော့ဝက်ချန်အောင်မှာရိုးဝက်ချန်မဟုတ်ဘူးလုံးဝအကြီးစားမျက်နှာတစ်ပြင်လုံးလုံးဝစုပ်ပြတ်တက်နေအောင် break out ဖြစ်ထားတဲ့သူဆိုလို့ရှိရင်အဲ့ဒီ blemish ကိုသုံးလို့ရတယ်ဒါက blemish ရဲ့နောက်ဒီဟာ၄မျိုးပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီ hyaluronic acid ကိုhydrating cleanser ကိုမှာသူက cream ဒါက cream ပေါ့နော် cream to foam ပေါ့ဖောင်းဖြစ်သွားအောင်လို့တချို့ကကြတော့အဲ့လိုအမြုပ်မထိုင်မကြိုက်ဘူးဒါကကြတော့ lotion လိုမျိုးပဲအဲ့လိုလိမ့်ပြီးတော့တင်နေရတာဘယ်လိုကြီးလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့သူအသားလုံးကမခြောက်သွားဘူးဆိုတော့အမြုပ်ကလေးနည်းနည်းပါလိုချင်နေဆိုရင်ဒီဟာကိုမ foam အနေနဲ့ထုတ်ထားရှိသေးရဲ့ဆိုတော့အဲ့ဒါကိုလည်းသုံးလို့ရ Okay cleanser ပြီးသွားလို့ရှိရင် moisturizer လာမယ်ပေါ့နော် moisturizer မှာကြတော့2မျိုးရှိတယ်ဒီဟာကို lotion အနေနဲ့လည်းလာတယ် cream အနေနဲ့လည်းလာတယ်ပေါ့နော် cream ကကြတော့ပို့ပြီးတော့အသားခြောက်တဲ့သူတွေအတွက်
အသားမှာပို့ပြီးတော့ကြာရှိနေမယ်ပေါ့နော်အဲ့တော့ဒါကကြတော့ lotion အနေနဲ့ဆိုရေဓာတ်နည်းနည်းလေးပို့ပြီးတော့များတယ်အသားထဲစိတ်ဝင်တာမြန်တယ်ပြီးတော့ तू ကကြတော့ရေဘယ်လိုပြောရမလဲအဆိုဓာတ်ကိုအရန်ကြာကြီးမထိန်းထားနိုင်ဘူး cream လောက် तू က lock မလုပ်ထားနိုင်ဘူးပေါ့နော်ဆိုတော့ lotion အနေနဲ့သုံးကျင်တယ်ဆိုရင် तू ဒီဟာမျက်နှာခန္ဓာကိုယ်အကုန်ကြိုက်တဲ့နေရာသုံးလို့ရတယ်အဓိကဘာအရန်ကောင်းလဲဆိုတော့ပျက်စီးသွားတဲ့ဒီ skin အတွက်ကိုအရန်ကောင်းတယ်ဝက်ချံရှိဒီစားဝက်ချံရှိ sorry စားဝက်ချံမဟုတ်ဘူးဒါဘယ်လိုခေါ်မလဲနောက်ကျောကဝက်ချံတွေရှိရအတွက်ကဒီဟာအရန်ကောင်းတယ်ပြီးတော့ခန္ဓာကိုယ်မှာအမာရွတ်တွေအမဲဆက်တွေရှိရတယ်ဒီဟာချက်ချင်းသိတာတယ်အရန်မြန်လေးကိုပျောက်စေရပေါ့နော်အဓိကဘာလဲဆိုတော့သူ့မှာ ceramide ပါမယ်နောက်ပြီးတော့ hyaluronic acid ပါမယ်ရေဓာတ်ဖြည့်ပေးမယ်ပြီးရင် skin barrier ကိုပို့ပြီးတော့အားကောင်းစေရပေါ့နော်ဒီဟာအဓိကပါတယ်ပြီးတော့ तू က dry skin normal skin oily skin ကြိုက်တာသုံးလို့ရတဲ့အတွက်မျက်နှာမှာ moisturizer အနေနဲ့သုံးလဲရတယ်ခန္ဓာကိုယ်မှာ lotion အနေနဲ့သုံးလဲရတယ်ဆိုတော့ဒီဟာတစ်မျိုးနောက်ပြီးတော့ဒါက intensive ကကြတော့သူ့ထပ်ပို့ပြီးတော့ရေဓာတ်ပိုများတယ်။ तू ကကြတော့အသားရည်ကိုလုံးဝပူးစိုးပတ်ဆက်ခြောက်တဲ့သူတွေ sensitive skin သမားတွေဒီဟာကိုသုံးလို့ရတယ်။ပြီးတော့ तू က urea ပါပါတယ်ပေါ့နော်။ urea ကြတော့အဲ့လိုallergic အရန်ရှိတဲ့သူမျိုးတွေဆိုလို့ရှိရင်ဒီဟာကိုသုံးလို့ရတယ်။ तू ကကြတော့အဲ့ဒီ lotion လိုမျိုးမြန်လေးစိတ်ဝင်တာမဟုတ်ဘဲနဲ့ပို့ပြီးတော့ရေဓာတ်ကိုပိုထိန်းထားပေးနိုင်တာဖြစ်တဲ့အတွက်အဆိုဓာတ်ကြာလေးရတယ်ပေါ့နော်။ဒီကောင်နောက်တစ်ခုကကြတော့မျက်နှာကိုပဲတီးတန့်ပေါ့နော်မျက်နှာကို AM နဲ့ PM နဲ့ဆိုရင်နှစ်ခုခွဲထားတာရှိရယ်အဲ့ဒီ moisturizing lotion ကိုပဲသူကဒါ sunscreen မှာပါပြီးသားSPF ကကြတော့50ပါတယ်ပေါ့နော်ဒါမနက်ပိုင်းသုံးတဲ့ဟာနဲ့နောက် PM ဆိုပြီးတော့တစ်ခုရှိတာကြတော့ညပိုင်းသုံးတာသူကကြတော့ lotion အနေနဲ့ဒီလိုမျိုးမျက်နှာကိုပဲတီးတန့်သုံးဖို့ဆိုပြီးတော့ထုတ်ထားတဲ့ဟာပေါ့နော်ဒီကောင်ရှိရယ်ဒီဟာလေနည်းနည်းလေးဘယ်လိုခေါ်မလဲ cream ကနည်းနည်းပြစ်တယ်ဒီလားပြီးတော့နောက်တစ်ခုကကြတော့ဒီဟာကတော့တူတူပါပဲဒီဟာတွေကဘူးသေးတွေကချက်လေးကခရီးသွားရင်လည်းတည်သွားတာဆိုတော့အဲ့ဒါကိုလည်းသုံးတာပေါ့နော်ပြီးတော့နောက်ဒီဟာလေးသုံးတယ်ဒီကောင်ကကြတော့retinol ပေါ့နော်သူ့ရဲ့ retinol လည်းတော်တော်လေးကိုအားပြင်းတယ်ဒီကောင်ကသူ percentage ကတော့ဒီမှာမရေးထားဘူးဒါပေမဲ့ဒီဟာ retinol အနေနဲ့သုံးမယ်ဆိုလို့ရှိရင် serum ပေါ့နော် retinol serum အဲ့ဒီ moisturizer သုံးပြီးသားလို့ရှိရင်ဒီဟာကိုသုံးလို့ရတယ်သူကကြောင့် anti aging အတွက်ပေါ့နော် wrinkles တွေအတွက်ကောင်းတယ်ပြီးတော့ ချွေးပေါက်ဒီ pores တွေအဲ့လိုအပေါက်ကြီးတွေဖြစ်နေရတဲ့အတွက်ကောင်းတယ်ဆိုတော့ retinol အနေနဲ့သုံးတာဒီဟာရှိရယ်နောက်တစ်ခုက eye cream ပေါ့နော် eye cream ကုန်သွားပြီဆိုတော့မပြတော့ဘူးပေါ့နော် eye cream တစ်ခုရှိမယ်ဒါက Shelly လက်ရှိသုံးနေတဲ့ဟာလေးပေါ့နော်အဓိကတော့ cleanser ပါပဲ cleanser ကိုမှန်လေးကိုကရွေးပြီးသုံးတတ်တယ်ဆိုရင်ကိုယ်အသားရည်နဲ့ဘယ်ဟာနဲ့အဆင်ပြေမလဲပေါ့နော်ဆိုတော့ဝက်ချံအရင်များလုံးနေဆိုလို့ရှိရင် Shelly ပြောတဲ့ဒီပုံလေးမှာပြထားမယ် blemish ကိုသုံးပါဝက်ချံကလည်းအဲ့လောက်ထိမရှိတော့ဘူးကိုကအစီပြန်နေတဲ့အသားရည်ဆိုလို့ရှိရင်တော့ဒီ foundation လေးကိုသုံးလို့ရတယ်ဒါမှမဟုတ်ကိုကစားဝက်ချံတွေအရင်များနေလို့မျက်နှာသားရည်ကလည်းကျဉ်ဖြစ်နေရဆိုလို့ရှိရင်ဒီဟာလေးကိုသုံးလို့ရတယ်မနက်ပိုင်းကတော့လုံးဝမရှိမဖြစ် hydrating cleanser ကတော့acid တွေဘာမှတိတ်မသုံးချင်ဘူးဆိုလို့ရှိရင်ဒီဟာလေးနဲ့အပျော့စားလေးပဲသုံးလို့လည်းရတယ်ကဲဒီလောက်ဆိုရင်တော်တော်လုံးလောက်ကိုတည်သွားပြီပေါ့နော်ဆိုတော့ထပ်ပြီးတော့တည်ချင်တာရှိသေးရဆိုလို့ရှိရင်လည်း comment မှာမေးထားလို့ရပါတယ်နော်